ကျွန်တော်တို့လောကကြီးမှာပေါ့နော်ယင်းနှိမ့်မြုပ်နှံလို့ရတဲ့အရာတွေအများကြီးရှိတယ်။နောက်အဲ့ဒီတည်းမှာဒါတစ်သက်လုံးစားလို့မကုန်တဲ့ယင်းနှိမ့်မြုပ်နှံမှုဆိုရင်ဒါအုံနောက်မှာယင်းနှိမ့်မြုပ်နှံတာပဲ။အုံနောက်မှာယင်းနှိမ့်မြုပ်နှံတာကဒီဘဲအချိန်ဘဲခါမဆိုကျွန်တော်တို့ပြန်သုံးလို့ရတယ်။အဲ့ဒီလိုပြန်သုံးလို့ရတဲ့အတွက်ဒါအရှုံးမရှိတဲ့ယင်းနှိမ့်မြုပ်နှံမှုလို့ပြောလို့ရတယ်နော်။အဲ့ဒီလိုအုံနောက်မှာယင်းနှိမ့်မြုပ်နှံတော့မယ်ဆိုရင်စာဖတ်တဲ့အလေးချင်းတစ်ခုကလည်းတစ်ခုအပါဝင်ဖြစ်တယ်ပေါ့နော်စာဖတ်ခြင်းကကျွန်တော်တို့ပြောစရာကောင်းတဲ့ဝါသနာတစ်ခုဖြစ်သလိုလူတစ်ယောက်ရဲ့ဘဝကိုလည်းအကောင်းဆုံးပုံဖော်ပေးနိုင်တဲ့အရာလည်းဖြစ်တယ်ပေါ့နော်စာဖတ်နာလာတဲ့လူတစ်ယောက်ကတော့အသိပညာတွေဘဝသူရာတွေတိုးလာမယ်အဲ့ဒီလိုကမှတစင်စာအုပ်စာပေတွေရတယ်ကိုမသိတဲ့အရာတွေမရောက်ဖို့တဲ့အကြောင်းတွေကိုကျွန်တော်လေ့လာနိုင်သမိုင်းတွေယဉ်ကျေးမှုတွေဤပညာအကြောင်းအရာတွေပေါ့အများကြီးကျွန်တော်လေ့လာလို့ရတယ်အဲ့ဒီလေ့လာတော့လည်းအမြင်တွေကပိုကျဲနိုင်တယ်ပေါ့နော်အဲ့ဒါအပြင်ကိုနောက်ထပ်အားသာချက်တစ်ခုကဘာလဲဆိုတော့စာဖတ်လို့ရှိရင်ကျွန်တော် critical thinking ပေါ့နော်တွေးခေါ်စွမ်းရင်ကောင်းတယ်တွေးခေါ်ပြဿနာတစ်ခုကိုဝေဖန်ပိုင်းခြားနိုင်တဲ့အတွေးခေါ်စွမ်းရင်ကောင်းတယ်နောက်ဝိထုတွေသူရသနာစာပန်းတွေစာတမ်းတွေဖတ်လို့ရှိရင်အဲ့ဒီဇာလန်းရဲ့ဒီအချက်လက်တွေအဓိကချက်တွေကိုရှာဖွေရတာနော်ကိုယ့်ရဲ့ဒီအမြင်မတူတဲ့အရာတွေကိုစမ်းစစ်ရတာမျိုးလုပ်တဲ့အတွက်အုံနောက်ရဲ့အတွေးခေါ်တွေကပို့ပြီးတော့အားကောင်းလာစေပါတယ်နောက်တစ်ခုကကြတော့နည်းနည်းလေးထူးဆန်းတယ်နော်စာဖတ်ခြင်းကကိုယ့်ရဲ့ဒီစိတ်ဖိစီးမှုတွေကိုလည်းလျော့ကျစေနိုင်တယ်။နော်စိတ်ပိုင်းဆိုင်ရာအကျန်းမာရေးပေါ့ mental health ပေါ့နော် mental health ကိုလည်းထိန်းသိမ်းပေးရရောက်တယ်။စိတ်တွေပင်ပန်းပြီးတော့နွမ်းနေတဲ့အခါမှာနော်ကိုစိတ်ဝင်စားတဲ့စာအုပ်လေးတစ်အုပ်ကော်ဖီလေးတစ်ခွက်လောက်တောက်ပြီးတော့နော်ဖတ်လိုက်လို့ရှင်စိတ်ကိုအနာပေးရရောက်တယ်။အဲ့တော့စာဖတ်နေတဲ့အချိန်မှာကိုယ့်ရဲ့အာရုံတွေကဘယ်မှမပြတ်နေတော့နော်ဟိုဘယ်လိုလဲ tablet တို့ဖုန်းတို့မှာလည်းစာဖတ်တာလည်းမတူဘူး tablet တို့ဖုန်းတို့မှာစာဖတ်တာကြတော့ဘယ်လိုလဲ notification တွေအမျိုးမျိုးတက်လာနိုင်တယ်အာယုံတွေကအမျိုးမျိုးပြန့်သွားနိုင်တယ်စာအုပ်ကကြတော့ကျွန်တော်တို့တစ်ခုတည်းကိုအာယုံစိုက်ပြီးဖတ်ရတဲ့အတွက်ကြောင့်မလို့အာယုံပြန့်မှုနှုန်းကနည်းတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ကစာအုပ်ကိုဖတ်ခြင်းရလဲစိတ်ဖိစီးမှုတွေကိုလျှော့ချစေတယ်နော်အာယုံစူးစိုက်မှုကိုလည်းပို့ပြီးတော့အားကောင်းစေပါတယ်ဒါအချုပ်အားဖြင့်ဆိုရမယ်ဆိုရင်ကျွန်တော်တို့ကစာဖတ်ခြင်းအားလူတစ်ယောက်ရဲ့ဘဝကိုပေါင်းစုံအနေနဲ့တိုးတက်စေတယ်တွေးခေါ်တွေကောင်းစေတယ်နော်စိတ်ဖိစီးမှုတွေကိုလည်းလျှော့ချစေပါတယ်